မိဘနဲ့သားသမီးကြားကဆက်ဆံရေးဆိုတာတကယ်တော့တိမ်မွေ့နဲတယ်နော်ဒီနေ့မှာတော့အဲ့ဒီဆက်ဆံရေးကိုပိုကောင်းမွန်စေမဲ့တကယ်ကိုအစွမ်းထက်တဲ့စက်ပွဲပြောဆိုမှုပုံစံတစ်ခုအကြောင်းကိုပြောပြသွားမှာပါဒါက Dr. Thomas Gordon ရဲ့ Parent Effectiveness Training ကိုအခြေခံထားတာ哦ကဲပါရီလဲဆိုတာအတူတူကြည့်လိုက်ကြရအောင်အခုပြထားတဲ့ဥပမာလေးကိုကြည့်လိုက်ရင်တော်တော်လေးစိတ်ဝင်စားဖို့ကောင်းတဲ့အချက်တစ်ခုကိုတွေ့ရလိမ့်မယ်။အဲ့ဒါကဘာလဲဆိုတော့လေမိဘအများစုကဘာသာစကားနှစ်မျိုးသုံးနေကြတယ်လို့ဖြစ်နေတာပဲ။ဟုတ်တယ်လူကြီးတွေနဲ့စကားပြောတဲ့အခါတစ်မျိုးကလေးတွေနဲ့ပြောတဲ့အခါကျတော့ပိုပြီးကြမ်းတမ်းတဲ့ပုံစံဖြစ်သွားတတ်တယ်။စဉ်းစားကြည့်လေတငယ်ချင်းတယောက်ပန်းကတစ်ချက်ခွဲမိသွားတယ်။ဟာကိစ္စမရှိပါဘူးကွာမတော်တဆပဲဟောက်ကိုလို့ပြောမယ်။ဒါပေမဲ့ကိုယ့်ကလေးကအဲ့ဒီပန်းကန်ကိုခွဲမိလိုက်တဲ့နဲ့ကြည်စံပေါင်းနည်းနည်းလေးဝက်ကျူးမဆိုင်ဘူးဘာလို့ဒီလောက်တုံးရတာလဲဆိုပြီးဖြစ်သွားရောအဲ့ဒီလိုဘာသာစကားနှမျိုးသုံးလိုက်တာနဲ့ပဲအစကတည်းကဆက်ဆံရေးမှာအကြီးကြီးအဟန့်အတားတစ်ခုဖြစ်သွားတော့တာပေါ့အဲ့ဒီတော့ပြဿနာကအဲ့ဒီမှာဆော့တာပဲအဲ့ဒါကို communication roadblocks ကိုအဲ့ဒီဆက်သွယ်ရေးလမ်းပေါ်ကအတားအဆီးတွေလို့ခေါ်ကြတယ်ဘာလို့လဲဆိုတော့အဲ့ဒီအတားအဆီးတွေကြောင့်ပဲကလေးတွေနဲ့စကားပြောရတာတွေကရှေ့ဆက်မရပဲလမ်းဆုံးကိုရောက်သွားတတ်တာကိုကဲဥပမာအနေနဲ့ဒီလိုအခြေအနေမျိုးကိုမြင်အောင်ကြည့်လိုက်ရအောင်အသက်ဆလဲနဲ့အရွယ်သားသမီးကကိုလာပြောတယ်။ကျောင်းကိုမုန်းလိုက်တာတအားပြင်းဖို့ကောင်းပြီးအဓိပ္ပာယ်လည်းမရှိဘူး။ကျောင်းထွက်တော့မယ်ဆိုပြီး။အိုးဒီလိုစကားမျိုးကြားလိုက်ရပြီဆိုတာနဲ့မိဘအများစုစီကနေအလိုလိုထွက်လာတတ်တဲ့တုံ့ပြန်မှုတွေရှိရဲ့။ဒါပေမဲ့အဲ့ဒီတုံ့ပြန်မှုတွေကတကယ်တမ်းမှအထောက်အကူမဖြစ်တာများပါတယ်။အဲ့ဒီမှာစိတ်ဝင်စားဖို့ကောင်းတာကမိဘတွေကစေတနာနဲ့တုံ့ပြန်လိုက်တာတွေကပဲတကယ်တမ်းမှဆက်သွယ်ရေးအတားအဆီး7နှစ်မျိုးဆိုတာတွေကတချို့ဖြစ်နေတတ်တာပဲ။ဥပမာကျောင်းလုံးဝမထွက်ရဘူးငါတားမြစ်တယ်ဆိုပြီးအမိန်ပေးတာမျိုးကျောင်းထွက်ရင်တော့တလုံးနောင်တရသွားမယ်ဆိုပြီးချင်းချုံတာမျိုးအင်းစားသူအချင်းစရာဆွဲလိုက်လေဆိုပြီးအကြံပေးတာဒါမှမဟုတ်နေကပြင်းနေလို့ပါစူးစမ်းမှမစူးစမ်းတာဆိုပြီးအပြစ်တင်တာမျိုးတွေပေါ့အန်ဩစရာကောင်းတာကချီးမွမ်းတာတောင်အတားဆီးဖြစ်လိုက်နေအော်ဒါကတော့ပါတယ်ကွာအဆင်ပြေတော့မှာပါလို့ပြောလိုက်တာကကလေးကိုသူ့ရဲ့တကယ်ခံစားချက်အစစ်အမှန်ကိုစက်မပြောချင်တော့အောင်ပိတ်လိုက်သလိုဖြစ်သွားတတ်တယ်ဆိုတော့ဒီလိုအတားအဆီးတွေရဲ့တကယ်နောက်ဆက်တွဲစိုးကျိုးတွေကဘာတွေလဲတခုကခလေးကစကားဆက်မပြောချင်တော့ဘူးပြီးတော့သူ့ဘက်ကခွက်ခံကားွယ်ခြင်းစိတ်တွေမကြည်မနှက်ဖြစ်တာတွေပေါ်လာတော့ကိုပြဿနာကိုဖြေရှင်းတတ်လာမယ်အစားမိဘကိုမိခိုးခြင်းစိတ်တွေပိုဖြစ်လာစေတယ်အဆိုးဆုံးကတော့ခလေးရဲ့ကိုတန်ဖိုးထားစိတ်ကိုလျော့ကျစေပြီးငါမားနေတာလားဆိုပြီးအဖြစ်ရှိတယ်လို့ခံစားသွားရစေတာပဲဟုတ်ပြီဒါဆိုရင်အဖြစ်ရှာရမယ့်အလဲပြောင်းတစ်ခုကိုရောက်လာပြီဒီနေရာမှာအရာအလုံးကိုပြောင်းပြန်လမ်းပစ်နိုင်တဲ့တကယ်ကိုရိုးရှင်းပြီးအစွမ်းထက်တဲ့မေးခွန်းတစ်ခုရှိတယ်။အဲ့ဒါကတော့ဒီပြဿနာကတကယ်တော့ဘသူရဲ့ပြဿနာလဲဆိုတာပါပဲ problem ownership ပြဿနာပိုင်ဆိုင်မှုဆိုတာကသဘောတရားကရိုးရှင်းပါရဲ့ဘသူရဲ့လိုအပ်ချက်တွေမပြည့်ဝနေဘူးလေအဲ့ဒီသူကပဲပြဿနာကိုပိုင်ဆိုင်တာဥပမာစောက်ကကြောင်းကိစ္စလိုမျိုးခလေးကစိတ်ညစ်နေတယ်ဆိုရင်ဒါကခလေးရဲ့ပြဿနာပါမိဘရဲ့ပြဿနာမဟုတ်သေးဘူးဒီနေရာမှာမိဘရဲ့ခန်းကဏ္ဍကပြဿနာကိုဝင်လို့ပြီးဖြေရှင်းပေးဖို့မဟုတ်ဘူးခလေးကသူ့ပြဿနာကိုဖြေရှင်းနိုင်အောင်ဘေးကနေကူညီပေးဖို့ပဲဖြစ်ပါတယ်ဒါဆိုရင်အဲ့ဒီအတားအဆီး12မျိုးကိုရှောင်ပြီးဘာလို့ရမလဲအဖြေကတော့ဒီမှာပါအဲ့ဒါကတော့ active listening လို့ခေါ်တဲ့တကြွစွာနားထောင်ခြင်းစွမ်းရည်ပဲဖြစ်ပါတယ်နမယ်တိုင်းပဲဒါကနားနဲ့ကြားယုံတသက်နားထောင်တာထက်အများကြီးပိုပြီးနှဆိုင်ပါတယ်တကယ်တော့နားထောင်ခြင်းမှတောင်အဆင်တရှိသေးတယ်ပထမဆုံးကတော့ကလေးကိုစကားပြောဖို့နေရာပေးပြီးတိတ်တိတ်လေးနားထောင်ပေးတာပြီးရင်ဟုတ်လားဆိုပြီးခေါင်းညစ်ပြတာမျိုးနည်းနည်းပိုတက်လာရင်ဒီကြောင်ဆက်ပြောခြင်းသေးလားဆိုပြီးစကားလမ်းကြောင်းလေးဖွင့်ပေးတာမျိုးအဲ့ဒီအဆင်ဒီအားလုံးရဲ့ထိတ်ဆုံးမှာအထီးရောက်ဆုံးကတော့ active listening ပါပဲအဲ့ဒါကဘာလဲဆိုတော့ကလေးပြောတဲ့စကားလုံးတွေရဲ့နောက်ွယ်မှာရှိနေတဲ့တကယ်ခန်းစားချက်ကိုဖမ်းယူနားလည်ပြီးအဲ့ဒီခန်းစားချက်ကိုသားသမီးဒီလိုခန်းစားနေရတာကိုဆိုပြီးပြန်လဲရောင်းပြန်ဟပ်ပြတာမျိုးပါကဲဥပမာလေးတစ်ခုနဲ့ဆိုပိုရှင်းသွားမယ်ခလေးကစိတ်ညစ်ညစ်တဲ့တင်ချာကတအားခတ်တယ်ကျွန်တော်ဘယ်တော့မှတတ်မှာမဟုတ်ဘူးလို့ပြောလာတယ်ဆိုတော့ဒီအချက်မှအကြံဉာဏ်လေးပေးမဲ့အစား active listening တုံးတဲ့မိဘကဒီလိုပြောပါလိမ့်မယ်တင်ချာနေပတ်သက်ပြီးတော်တော်လေးစိပြအားငယ်ပြီးမျောလင်းချက်မရှိသလိုခန်းစားနေရတာကိုလို့တွေ့လားဒါကပြဿနာကိုဖြေရှင်းပေးတာမဟုတ်ဘူးခလေးရဲ့ခန်းစားချက်ကိုအတိအမပြုပေးလိုက်တာဒါဆိုကလေးတယောက်ကငါ့ကိုတကယ်နားထောင်ပေးနေပါလားဆိုပြီးခံစားလိုက်ရတဲ့အခါဘာတွေဆက်ဖြစ်လာမလဲအဲ့ဒီမှာအံ့ဩစရာကောင်းတဲ့အကျိုးသက်ရောက်မှုတွေစလာတော့တာပဲ active listening ကမျက်နှာပြင်ပေါ်မှာမြင်နေရတဲ့ပြဿနာရဲ့အောက်မှာတကယ်တမ်း
ပုံကွယ်နေတဲ့အရင်မြစ်ကိုဖော်ထုတ်နိုင်အောင်ကူညီပေးပါလေ တကယ်ဖြစ်မှန်လေးတစ်ခုကိုကြည့်ရအောင်အသက်၄နှစ်ပဲရှိသေးတဲ့ Mark ဆိုတဲ့ကောင်လေးပေါ့သူ့မှာပန်းနိုင်ရင်ကျယောဂချီပြီးအသက်ရှူရချက်တဲ့ပြဿနာကထူးထူးခြားခြားစနေတနင်္ဂနွေလိုပိတ်ရက်တွေရောက်မှပို့ဆိုးလာတယ်ဈေးတွေကူလဲမသက်တာဘူးနောက်ဆုံးသူ့အမေက active listening နဲ့စိတ်ရှိရှိနားထောင်ပေးတဲ့ခါမှာတော့တကယ်ဖီကထွက်လာတယ်သူကနေမကောင်းတာထက်သူ့မိဘတွေကြွားရင်တော့မှမို့လို့သူတို့ရဲ့အင်ကြီးဂျိုးဘက်သွားမှာကိုတီမလောက်ကြောက်နေကြတာကို နောက်တစ်ယောက်ကဂျုံသူ့ဖြစ်တနာကရုတ်တရက်ကြီးကြောင်မသွားခြင်းတော့တာပဲဘလို့မဲမဲဖြေမရဘူးဒါပေမဲ့သူမိဘတွေကစိတ်ရှိရှိနဲ့ active listening တုံးပြီးနားထောင်ပေးရင်းနဲ့တကယ်ကြောင်ရွံ့ကိုတွေးသွားတယ်အဖြစ်ကကျောင်းမဆရာမကစာဖတ်တဲ့ကလေးတွေကိုစုချနေလားဂျုံကတခြားကလေးတွေလောက်မမြန်တော့သူကရှင်းမပြိုင်နိုင်ဘူးသူကရှုံနေသူပဲဆိုပြီးတော်တော်လေးကိုခံစားနေရတာ ဒီလိုဖြစ်ဒေတာနေတဆင့်တွေ့ပါတွေ့လိုက်ရလေဆိုတော့ဒီလိုနားတောင်ပေးခြင်းကရေရှည်မှာဘလောက်တောင်အကျိုးကျေးဇူးတွေရှိနိုင်မလဲဆိုတာပဲဒါကတာဝန်ယူစိတ်ရှိတဲ့ကလေးတွေဖြစ်လာအောင်ဘလို့ပုံဖော်ပေးနိုင်တယ်လဲဆိုတော့ဆက်ကြည့်ကြရအောင် active listening ကဘာလို့ဒီလောက်ထိအစွမ်းထက်ရတာလဲအကြောင်းရင်းတွေကရှင်းပါတယ်ပထမဆုံးဒါကကလေးတွေကိုသူတို့ရဲ့ခံစားချက်တွေကဘာတွေလဲဆိုတာကိုယ်တိုင်သိလာအောင်ပြီးတော့အဲ့ဒါတွေကိုဘလို့ကင်တွယ်ရမလဲဆိုတာသင်ပေးတယ်မိဘနဲ့သားသမီးကြားမှာယုံကြည်မှုနဲ့လုံခြုံမှုကိုတည်ဆောက်ပေးတယ်ပြီးတော့ကလေးကိုမင်းပြဿနာကိုမင်းဖြေရှင်းနိုင်တယ်ဆိုပြီးစွမ်းအားတွေပေးတယ်ဒါကမိဘကကလေးရဲ့အရေးချင်းကိုယုံကြည်တယ်ဆိုတာကိုပြလိုက်တာပဲဒါပေမဲ့အရေးကြီးဆုံးချက်ကတော့လေကလေးတယောက်ကသူ့ကိုနားထောင်ပေးတယ်လို့ခံစားရတဲ့အခါသူကလည်းမိဘကိုပြန်နားထောင်ဖို့အခွင့်အလမ်းအများကြီးပုံများလာတယ်ဆိုတာပါပဲဒါက two way street ဖြစ်သွားတာပေါ့ ကဲဒီအကြောင်းအရာလေးကိုအဆုံးမသက်ခင်မှာကိုပြန်မေးကြည့်ရမယ်မိခွန်းလေးတစ်ခုနဲ့ထားခဲ့ချင်ပါရဲ့အကယ်၍ပါကိုယ့်ရဲ့သားသမီးကိုဘာပဲဖာမှုဘာအကြံပေးမှုမှမပါပဲစိတ်ရင်းအမှန်နဲ့နားထောင်ပေးလိုက်မယ်ဆိုရင်သူတို့ရဲ့ယင်ထဲမှာအချင်းအကြာကြီးတင်းထားခဲ့ပြီးနောက်ဆုံးမှထော့ပြောလာမယ်အဲ့ဒီစကားတစ်ခွန်းကဘာများဖြစ်နိုင်မလဲ